အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အာဖရိကနိုင်ငံတွေကဒေါ်လာကိုစွန့်ခွာနေပြီလားအမေရိကန်ရဲ့ငွေကြေးအာဏာဟာပြိုကွဲတော့မှာလားဆိုတာကိုသုံးသပ်တင်ပြသွားပါမယ်အကယ်၍ကမ္ဘာပေါ်ကနိုင်ငံတစ်ဝက်လောက်ကဒေါ်လာနဲ့မကုန်သွယ်တော့ဘူးဆိုရင်ဘာဖြစ်မလဲအမေရိကန်ရဲ့စီးပွားရေးအင်အားဆန်ရှင်တွေချပြီးပိတ်ဆို့အရေးယူမှုတွေစစ်ဘဏ်စနစ်တွေကမ္ဘာဘဏ္ဍာရေးခေါင်းဆောင်နေရာဒီအရာတွေကဆက်ပြီးအားကောင်းနေဦးမှာလားဒီလိုမေးခွန်းရဲ့နောက်ဆက်တဲ့အဖြေကိုကမ္ဘာကြီးကတကယ်စဉ်းစားနေပါပြီဘာကြောင့်လဲဆိုတော့အာဖရိကနိုင်ငံတွေကဒေါ်လာကိုတဖြည်းဖြည်းစွန့်ခွာလာပြီးတရုတ်ယွမ်အိန္ဒိယ payment system နဲ့ local currency တွေကိုအသုံးပြုဖို့စတင်ချင်းကပ်လာနေကြလို့ပါဒီအပြောင်းလဲကအာဖရိကတခုတည်းရဲ့သတင်းမဟုတ်ပါဘူး BRICS China အိန္ဒိယရုရှားဒီလိုအင်အားစုတွေတည်ဆောက်နေတဲ့ဒေါ်လာမလိုတဲ့ကမ္ဘာတစ်ရဲ့အစာလည်းဖြစ်နိုင်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဘာကြောင့်အာဖရိကကဒေါ်လာကိုစွန့်ခွာနေတာလဲအနောက်နိုင်ငံတွေကရောဘာတွေဆုံးရှုံးနေလဲဒီအပြောင်းလဲကကမ္ဘာအာဏာချိန်ဝင်ရှာကိုဘယ်လိုပြောင်းလဲမလဲဆိုတာနဲ့မြန်မာနိုင်ငံအတွက်ရောဘာတွေဖြစ်လာနိုင်တယ်ဆိုတာကိုဆွေးနွေးသွားပါမယ်ဒုတိယကမ္ဘာစစ်ပြီးကြတဲ့အမေရိကန်ဒေါ်လာဟာအရန်ငွေကြေးကမ္ဘာအရန်ငွေကြေး reserve currency ဖြစ်လာခဲ့ပါတယ်နိုင်ငံအများစုရဲ့ရေနံဝယ်ယူမှုကုန်သွယ်မှုနိုင်ငံခြားအရန်ငွေအပြည်ပြည်ဆိုင်ရာငွေပေးချေမှုအားလုံးဒီပါကိုဒေါ်လာနဲ့ပဲလုပ်ခဲ့ကြပါတယ်ဒါကြောင့်အမေရိကန်ဟာစစ်အင်အားတွေမကပဲငွေကြေးကိုပါလက်နက်အဖြစ်အသုံးပြုနိုင်တဲ့အင်အားကြီးနိုင်ငံဖြစ်လာပါတယ်နိုင်ငံတစ်ခုကိုဆွေရဲ့ဘဏ်စနစ်ထဲကနေဖြုတ်ပစ်လိုက်ရင်အဲ့ဒီနိုင်ငံဟာကမ္ဘာဘဏ္ဍာရေးစနစ်ထဲကနေထွက်သွားသလိုဖြစ်ပါတယ်အီရန်ရုရှားဗင်နီဇွဲလားဒီနိုင်ငံတွေက DPR ကိုကြုံခဲ့ရပါတယ်ဒါကြောင့်2022နောက်ပိုင်းကစပြီးဗြိတိန်နိုင်ငံတွေဟာဒေါ်လာကိုမမီခိုတဲ့စနစ်တစ်ခုတည်ဆောက်ဖို့ပိုပြီးအရှိန်မြင့်လာခဲ့ပါတယ်အစပိုင်းမှာလူများစုကဒီဟာကစကားတက်တက်ပဲလို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့2026ရောက်လာချိန်မှာတော့အာဖရိကကတကယ်လက်တွေ့စလုပ်လာပါပြီဒီသတင်းရဲ့အဓိကအချက်ကအာဖရိကနိုင်ငံတွေကဒေါ်လာကိုမုန်းလို့မဟုတ်ပါဘူးအကျိုးစီးပွားကိုတွက်ချက်ပြီးရွေးချယ်နေကြတာဖြစ်ပါတယ်အာဖရိကရဲ့အကြီးဆုံးကုန်သွယ်ဘက်ကအမေရိကန်မဟုတ်တော့ပါဘူးတရုတ်နဲ့အိန္ဒိယဖြစ်လာပါတယ်ဒါကြောင့်အာဖရိကနိုင်ငံတွေကတရုတ်နဲ့ကုန်သွယ်တဲ့အခါပုံမှန် local ငွေကြေးကနေဒေါ်လာပြောင်းနောက်ယွမ်ပြောင်း transaction fee နှစ်ဆပေး exchange rate နှစ်ခါခံအဲ့ဒီအစားယွမ်နဲ့ဓာတ်ရိုက်ပေးချေလိုက်တာပိုသက်သာပါတယ်ဒါကြောင့်အာဖရိကနိုင်ငံတွေကသူတို့နဲ့ကုန်သွယ်မဲ့တရုတ်နဲ့အိန္ဒိယလိုနိုင်ငံတွေနဲ့စစ်ကနေတဆင့်ဒေါ်လာသုံးပြီးကုန်သွယ်မဲ့အစားယွမ်နဲ့ရူဘီလိုငွေကြေးစနစ်တွေနဲ့ဓာတ်ရိုက်ငွေပေးချေတဲ့စနစ်ကိုပိုသုံးလာကြတာဖြစ်ပါတယ်ဆော့အာဖရိကနိုင်ငံရဲ့ Standard Bank ကအခုဆိုရင် China ရဲ့ CIMBS Payment Network နဲ့ဓာတ်ရိုက်ချိတ်ဆက်လိုက်ပါတယ်အတိတ်ဘယ်ကဆွစ်ကိုမပြတ်ပဲယွမ်နဲ့ဓာတ်ရိုက်ငွေလွှဲနိုင်ပြီဖြစ်ပါတယ်ဒါဟာတရုတ်ရဲ့ဘဏ္ဍာရေးဩဇာကိုအာဖရိကနဲ့ဓာတ်ရိုက်ချဲ့ထွင်းလာတာဖြစ်ပါတယ်ဇမ်ဘီယာကတရုတ်တပ်ထုကုမ္ပဏီတွေနဲ့ကုန်သွယ်တဲ့အခါအခွန်တချို့ကိုယွမ်နဲ့ပေးချေခွင့်ပြုလိုက်ပါတယ်ဒါကတရုတ်ကိုပုံမမီခိုတာမဟုတ်တယ်လို့ဒေါ်လာလိုအပ်ချက်ကိုလည်းရှော့လိုက်တာဖြစ်ပါတယ်ကင်ညာကအခုဆိုရင်တရုတ်ကိုပေးဆက်မဲ့ rate rate ထက်ကိုဒေါ်လာကနေယွမ်ပြောင်းလိုက်ပါတယ်နှစ်စဉ်ဒေါ်လာသန်း250လောက်အတိုးစရိတ်တက်တာမယ်လို့ခန့်မှန်းထားပါတယ်ဒီဟာကနိုင်ငံရေးထက်စီးပွားရေးအရအကျိုးရှိလို့လုပ်တာပါနာမီဘာကတော့ China မဟုတ်ပဲအိန္ဒိယရဲ့ UPI payment model ကိုအသုံးပြုဖို့လုပ်နေပါတယ်ဒါကပိုအရေးကြီးပါတယ်လက်ရှိမှာအာဖရိကနိုင်ငံတွေဟာတရုတ်တနိုင်ငံနဲ့စီချင်းကပ်မသွားပဲမျှခြေအဖြစ် BRICS payment ecosystem တွေကိုဝင်လာနေတာဖြစ်ပါတယ်အနောက်နိုင်ငံတွေအတွက်ဘာဖြစ်လာမလဲဒီနေရာမှာအနောက်နိုင်ငံတွေစိုးရိမ်လာတာကဒေါ်လာအသုံးပြုမှုလျော့လာရင် American Treasury bond ဝယ်လိုအားလည်းလျော့လာနိုင်တယ်ဒေါ်လာလိုအပ်ချက်လည်းလျော့လာနိုင်ပါတယ်နောက်တစ်ခုကဆွစ်ကိုအသုံးမပြုတော့ရင်ဆန်ရှင်လုံးတဲ့အာဏာလည်းလျော့လာပါတယ်ဒါကြောင့်ဆွစ်ထန်ဆန်ရှင်ဟာအာဖရိကမှာ6လအတွင်း23%ကျသွားတယ်ဆိုတဲ့သတင်းကအနောက်နိုင်ငံတွေအတွက်ခေါင်းခဲစရာကိစ္စတစ်ခုဖြစ်နေပါတယ်ဒါပေမဲ့အရေးကြီးတဲ့အချက်တစ်ခုလည်းရှိပါတယ်ဒီအခြေအနေကိုဒေါ်လာပြိုလဲပြီလို့ပြောဖို့တော့အလွန်စောပါသေးတယ်ဘာကြောင့်လဲဆိုတော့ကမ္ဘာနိုင်ငံခြားအရန်ငွေအများစုရေနံကုန်သွယ်မှုအများစုနဲ့နိုင်ငံတကာငွေကြေးစာချုပ်ဈေးကွက်တွေမှာဒေါ်လာကဆက်လက်လွှမ်းမိုးနေစေဖြစ်ပါတယ်အခုဖြစ်နေတာကဒေါ်လာအသုံးပြုမှုကိုလုံးဝဆန့်ကျင်ပြီးတိကျငွေကြေးစနစ်တစ်ခုနဲ့ချက်ချင်းစားထိုးလိုက်တဲ့ပုံစံမဟုတ်ပါဘူးတပြေးပြေးနဲ့နိုင်ငံတော်တော်များများကဒေါ်လာကိုစားထိုးနိုင်ဖို့ကွဲပြားတဲ့ငွေပေးချေမှုစနစ်တွေသုံးလာတဲ့ multipolar financial system စီကိုရွေးနေတဲ့လက္ခဏာလို့ပုံပြင်သင့်ပါတယ်ဒီသတင်းကမြန်မာအတွက်ရောဘာတွေဖြစ်လာနိုင်လဲလက်ရှိကိစ္စတွေကမြန်မာနဲ့အဝေးကြီးလို့ထင်ရပေမဲ့တကယ်တော့မဟုတ်ပါဘူးမြန်မာနိုင်ငံရဲ့အကြီးဆုံးကုန်သွယ်ဘက်ကတရုတ်ဖြစ်ပါတယ်နာဂတ်မှာတရုတ် payment system CIMBS local currency settlement တွေပိုကျယ်ပြန့်လာရင်မြန်မာကုန်သွယ်ရေးလည်းဒီလမ်းကြောင်းနဲ့ပါလာနိုင်ပါတယ်အထူးသဖြင့် China မြန်မာ border trade မှာယွမ်အသုံးပြုမှုပိုပြီးတွင်ကျယ်လာနိုင်ပါတယ်နောက်တစ်ခုကအနောက်နိုင်ငံ sanction တွေရှိတဲ့မြန်မာအတွက်စစ်မလို့တဲ့ payment channel တွေတိုးလာတာကနိုင်ငံအတွက်အခွင့်အလမ်းတစ်ခုလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ဒီလိုစနစ်တွေအသုံးပြုမယ်ဆိုရင်တရုတ်ဘဏ္ဍာရေးစနစ်ပေါ်မိကုန်မှုပုံပုံမြင်မာလာတဲ့အတွက်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲအန္တရာယ်လည်းရှိနေပါတယ်ဒါကြောင့်တစ်ဖက်မှာအခွင့်အလမ်းရှိပေမဲ့နိုင်ငံတစ်ခုတည်းပေါ်မိခိုလွန်းရင်ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကိုဖြေရှင်းနိုင်ဖို့
ပါပါနက်နက်ကင်တွယ်ဖို့တော့လိုပါတယ်မြန်မာနိုင်ငံအနေနဲ့ဘာတွေကြိုးပြင်ဆင်ထားရမလဲအာဖရိကနိုင်ငံတွေဒေါ်လာအသုံးပြုမှုလျှော့ချနေတဲ့သတင်းကတာမန်ငွေကြေးသတင်းတစ်ခုထက်ပိုပါတယ်ဒါဟာကမ္ဘာအာဏာချိန်ဝင်ရှာပြောင်းလဲလာဖို့အရေးအယောင်တွေပြလာတဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်အမေရိကန်ဥဆောင်တဲ့ဒေါ်လာ system တရုတ်နဲ့ဗြိတိန်ဥဆောင်တဲ့ alternative payment system ဒီစနစ်နှစ်ခုအပြိုင်တည်ရှိမဲ့ခေတ်ကိုရောက်လာနိုင်ပါတယ်မြန်မာအတွက်တော့ဘယ်စနစ်ကိုအသုံးပြုရမလဲဆိုတာထက်စီးပွားရေးဗဏ္ဍာရေးနဲ့နိုင်ငံခြားရေးမူဝါဒတွေကိုတစ်ပတ်တည်းမမီခိုပဲလက်ရောညီထွေပြင်ဆင်နိုင်တဲ့စွမ်းရည်ကပိုရေးကြီးလာပါလိမ့်မယ်နောက်9နှစ်ကနေ10နှစ်အတွင်းမှာကမ္ဘာငွေကြေးစနစ်ကဒေါ်လာတစ်ခုတည်းလွှမ်းမိုးတဲ့စနစ်ကနေငွေကြေးအများအပြားအပြိုင်အသုံးပြုတဲ့ပုံစံကိုရွေ့သွားမလားဒါမှမဟုတ်ဒေါ်လာကပဲဆက်လက်ဥဆောင်နေမလားဒီမေးခွန်းကကမ္ဘာနိုင်ငံရေးနဲ့စီးပွားရေးကိုအဆုံးဖြတ်ပေးမဲ့အဓိကမေးခွန်းတွေတွေကတစ်ခုဖြစ်လာနေပါပြီမြန်မာနိုင်ငံအနေနဲ့ဒီအပြောင်းလဲကိုစောင့်ကြည့်ဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ငွေကြေးစနစ်ပြောင်းလဲမှုဆိုတာနိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေးတွေမှာကနိုင်ငံရေးလုံခြုံရေးနဲ့နာဂတ်မဟာဗျူဟာတွေကိုပါပြောင်းလဲစေနိုင်လို့ပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။